ဇယ်လီဟာတခုခုဝယ်ဖို့ပဲအပြင်ထွက်လာခဲ့တာဒါပေမဲ့ရုတ်တရက်ဆိုသလိုသူကကလတ်ထိုင်ဖြစ်ပြောင်းလဲသွားခဲ့တယ်ဘာတွေများဖြစ်ပျက်ခဲ့တာလဲအဲ့ဒီမနက်ခင်းမှာဇယ်လီနိုးလာတော့ရင်ဘတ်မှာအပေါက်ကြီးတစ်ခုတွေ့လိုက်ရတယ်သူအရန်ထိတ်လန့်သွားတယ်အလင်းမြန်ပဲသူ့တငယ်ချင်းတွေကိုအကူအညီတောင်းတယ်ဒါပေမဲ့သူ့တငယ်ချင်းတွေကအလုပ်တွေနဲ့မအားလက်ကြဘူးသူ့အခြေအနေကိုတတိတောင်မထားမိကြဘူးဘာမှမတက်နိုင်တော့တဲ့ဇယ်လီဟာဆေးရုံကိုတယောက်တည်းပဲထွက်လာခဲ့ရတယ်ဒါပေမဲ့လမ်းမှာရုတ်တရက်သူ့ခြေထောက်မှာတခုခုထူဆန်နေတယ်လို့ခံစားလိုက်ရတယ်ဒါကြောင့်လမ်းဘေးမှာခဏနားဖို့ထိုင်ချလိုက်တဲ့အံ့အားသင့်စရာကောင်းတာကသူ့ဘယ်ဘက်ခြေထောက်ဟာတစ်သားတုပ်ဖြစ်နေခဲ့ပြီးဇယ်လီဟာသူ့ရင်ဘတ်ကိုအလင်းအမြန်စစ်ဆေးကြည့်လိုက်တဲ့အပေါက်ကပိုတောင်ကြီးလာတာကိုတွေ့လိုက်ရတယ်သူကြောက်လန့်တကြားဖြစ်ပြီးချက်ချင်းထရက်ကဆေးရုံဘက်ကိုပြေးသွားခဲ့တယ်တက်ကြီးရွယ်အိုအမျိုးသမီးတဦးကဇယ်လီကိုမြင်တော့ကူညီခြင်းပေမဲ့ဇယ်လီရဲ့ရင်ဘတ်ကအပေါက်ကိုတွေ့လိုက်ရတဲ့အခါသူမှချက်ချင်းနောက်ဆုတ်သွားခဲ့တယ်ဖြည်းဖြည်းချင်းဇယ်လီရဲ့ကြမ်းတဲ့ဖက်နှက်တဲ့ဖက်ပါချွတ်ကျသွားခဲ့တယ်သူ့ပေါင်းပြီးတွေလည်းရှော့ကျသွားခဲ့တယ်သူ့ခြေလမ်းတွေကတဖြည်းဖြည်းနှေးလာတယ်သူ့ခန္ဓာကိုယ်ဟာတဖြည်းဖြည်းချင်းကလတ်ထိုင်ဖြစ်ပြောင်းလဲလာတယ်သူ့တတိတွေလစ်သွားတဲ့အခါဇယ်လီဟာကိုရှေ့ကိုတွန်းပို့လိုက်ပေမဲ့နောက်ဆုံးမှာတော့မထိန်ထားနိုင်ပဲကလတ်ထိုင်ဖြစ်လုံးဝပြောင်းလဲသွားခဲ့တယ်အဲ့ဒီညမှာအမျိုးသားတဦးကဇယ်လီကိုတွေ့ပြီးအိမ်ခေါ်သွားခဲ့တယ်အဲ့ဒီအချိန်ကစပြီးအဲ့ဒီအမျိုးသားအလုပ်သွားတိုင်းဇယ်လီဟာလူခန္ဓာကိုယ်ပြန်ဖြစ်ပြီးအိမ်ကိုရှင်းလင်းပေးတယ်ဒီအမျိုးသားအလုပ်လုပ်နေချိန်မှာသူကအသာလေးစောင့်ကြည့်နေခဲ့တဲ့သူ့အမျိုးသားကတခုခုထူးဆန်းတာကိုသတိထားမိရင်ဇယ်လီဟာချက်ချင်းပဲကလတ်ထိုင်ဖြစ်ပြန်ပြောင်းသွားခဲ့တယ်ဒီရုပ်ရှင်ရဲ့ခေါင်းစဉ်ကတူတူဖြစ်ပါတယ်